ဆေးကန်းလာမပြခင်တော့ခါရောလာဖြစ်တာလေမလွန်ခဲ့တဲ့၄နှစ်ကျော်လောက်ကခါရုပ်ခွဲစိတ်ထားတယ်။ရွက်ပြက်ပြီးအစ်စ်ကျုံလို့အဲ့ဒီ၄နှစ်ကျော်ပြီးသွားတဲ့နောက်မှာဒီတစ်နှစ်ကျော်လောက်မှာအမပြင်းပြင်းထန်ထန်ပို့ပြီးတော့နာကျင်လာတယ်။နေလို့မရအောင်ဖိုက်ခဲလာတယ်။အဲ့ဒါမှပြေရုံစိတ်ကနေပြန်ပြတယ်။ပြန်ပြတဲ့အချိန်မှာအမကိုပြန်ခွဲစိတ်ဖို့သူတို့လုပ်တယ်။အဲ့ခါကိုပြန်ခွဲစိတ်ဖို့လုပ်နေရင်ကြားထဲမှာပဲအမဇက်ကပါထပ်ပြီးတော့ထပ်ဖြစ်လာတယ်။ဇက်ကကြတော့အမပါးတွေကျင်တယ်ခေါင်းတွေကျင်တယ်ဘဲဘက်တစ်ချမ်းလုံးလက်တွေချီတွေတုံတယ်ပစ္စည်းကင်လို့ရှိရင်မမိဘူးပစ္စည်းတွေလွတ်လွတ်ကြတယ်အဲ့ဒါအမကအဲ့ဒီဇက်ကိုလည်းပြနေတဲ့အချိန်မှာဇက်ကလည်းထပ်ပြီးတော့ခွဲစိတ်ရမယ်ဆိုတော့နှစ်ခုလုံးကြတော့အမမှခွဲစိတ်လို့အဆင်မပြေဘူးမပြေတော့အဲ့ဒါအမဒီဖုံးမှာပေါ့နော်မြင်လိုက်တာဒီဆီယမ်မာကြီးရဲ့ဆေးကန်းလေးကိုမြင်လိုက်တော့ဆီယမ်မာကြီးနဲ့လာပြီးတော့တွေ့လိုက်တာပါဆမိုင်းနဲ့ကုသနေရရောဘယ်လောက်ကြာပြီလဲရှင်တလားနဲ့9ရက်ရှိသွားပါပြီဆမိုင်းနဲ့ကုသခင်ရရောကလေးပြောက်စေးတောင်းနေရပြီလားအခါကျပြောက်ဆေးတွေကခွဲပြီးတဲ့ကနေပြီးတော့2019ရက်နေတောက်တာဆီယမ်မာကြီးနဲ့မပြခင်ဒီဆိုပါတော့၄နှစ်ကျော်လုံးတောက်ဆေးတွေကိုတောက်တာတစ်ခါဆိုလို့ရှိရင်အပြင်းထန်ကြိုက်တဲ့ခါဆိုထိုးရတယ်ဆမိုင်းနဲ့ပြပြီးတလားကျော်မှာရောဘယ်လိုမျိုးတက်တာလာလဲဘယ်လိုမျိုးတက်တာလာလဲဆိုတော့ပြပြီးတော့နှစ်ပတ်လောက်မှာဇက်ကပို့ပြီးတော့တိတာလာတယ်အမအခုဆိုလို့ရှိရင်ပါးတွေမကျင်တော့ဘူးခေါင်းမကျင်တော့ဘူးလက်တွေချီတွေကျင်တာတော်တော်လေးကိုတက်တာလာတယ်တရားမှာ85ရာခိုင်နှုန်းလောက်ကိုတက်တာလာတယ်ပစ္စည်းတွေဘာတွေကင်လို့ရှိရင်လည်းအမကင်လို့ရနေပြီလက်တွေတိတ်မတုံတော့ဘူးဟိုခါကြတော့အမအရင်ကဆို10မိနစ်လောက်လမ်းလျှောက်နိုင်အခုဆိုရင်အမ10မိနစ်ထိလမ်းလျှောက်နိုင်တယ်အဲ့ထက်လေကြော်သွားပြီဆိုရင်တော့အမပြန်လာတယ်